ကယ်၍ကျောင်းမှာဆရာမကမင်းညာတိုင်းမြင်တွေ့နေရတဲ့အရာတစ်ခုရဲ့အကြောင်းစာရေးစာကောတစ်ပုဒ်ရေးခိုင်းလိုက်မယ်ညာတိုင်းမြင်တွေ့နေရတဲ့အရာမပြောနဲ့မင်းရဲ့အကြောင်းလို့ရေးရမယ်ဆိုရင်တော့မှကျွန်တော်ရဲ့နာမည်ဒီမောင်ပြဖြစ်ပါသည်ကျွန်တော်ရဲ့အဖေမေဒီဥပနဲ့တော်များဖြစ်ပါသည်အဲ့လောက်ပဲရတယ်ဆိုရင်ဒီစာရေးစာကုန်းကိုမင်းဘယ်လိုရေးမှာလဲအဲ့ဒီစာရေးစာကုန်းရဲ့ဤကုန်းကိုငါဘယ်လိုရေးရမလဲဆိုတော့မင်းကိုသင်ပေးမယ်မင်းညာတိုင်းမြင်တွေ့နေရတဲ့အရာတစ်ခုရဲ့အကြောင်းကိုမင်းနှစ်တိုင်းကြုံတွေ့နေရတဲ့ຢာတဝတ္ထုသုံးမျိုးနဲ့ချိတ်ဆက်ပြီးတော့စာရေးစာကုန်းတစ်ပုဒ်ရေးမယ်နွေလာများတွင်လည်းဖိုးရွှေလာသည်ရှင်းပြကြည်နူးစရာကောင်းသည်မိုးလာများတွင်လည်းတယံကျမ်းမှာဖိုးရွှေလာသည်တမျိုးလက်ပါတာရနေပြန်သည်ဆောင်းလာများတွင်လည်းဖိုးရွှေလာသည်နှင်းမုံများကျမ်းမှာလွမ်းတာပွဲရရှင်းပတ်ဝေဖြာနေပြန်သည်ဤသို့300ဒီလုံးရှင်ပြုံးဝေစာလိုက်အောင်ဆုံးဖြာနေတော့ဖိုးလာမင်းကြီးရဲ့လက်ကိုခန်းစားတည်တဲ့ခံယူတဲ့သူများဖြစ်ကြပါစေဟုတ်တဲ့အခါခါဆန္ဒပြုဆုတောင်းနေမိပြန်ပါတော့ဒီစာရေးစာကုန်းမှာပါရမြင်လားကျွန်တော်တို့ရဲ့ညာတိုင်းမြင်တွေ့နေရတဲ့လာအကြောင်းကိုဇာတိဝတ္ထု3မျိုးနဲ့ချိတ်ဆက်ပြီးရေးထားတယ်အဲ့ဒီမှာနောက်ဆုံးပြောပြတဲ့စကားစနစ်စာတစ်ခုဖြစ်တဲ့ခန်းစားတည်တဲ့ခံယူတဲ့သူများဖြစ်ကြပါစေဆိုပြီးတော့ရေးထားတာရိုးရှင်းရှင်းလေးပြတာပြောရမယ်ဆိုရင်ဆရာမစာရေးစာကုန်းဆရာမဖိုးရွှေလာအကြောင်းရေးခိုင်းတဲ့အခါမျိုးတွေမှာနီကွန်အိုင်ဒီယာလေးကိုရိုးရှင်းလေးရေးဖွဲ့လို့ရတယ်ဆိုတော့ပြောပြပေးတာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်